အားလုံးပဲမင်္ဂလာပါမင်း vlog ကြိုဆိုပါရစေအခုဆိုရင်ကျွန်တော်တို့ထိုင်းမှာအလုပ်လုပ်ရှင်တဲ့သူတွေအတွက်ပတ်စင်းတင်လို့ရပါပြီအဲအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမင်း vlog ကြိုဆိုပါရစေကျွန်တော်တို့ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ရှင်နေဆိုရင်ကျွန်တော်တို့ work permit လို့ခေါ်တဲ့ဘက်ရိုက်ထားဖို့လိုပါတယ်အဲ့ဒါကိုအခုဆိုရင်ထိုင်းအစိုးရကတရားဝင်ချပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါနောက်လ10လပိုင်း10ရက်နေ့ကျရင်ချပေးမယ်လို့တော့သတင်းထွက်နေပါတယ်အခုဆိုရင်ကျွန်တော်တို့agent တွေတော်တော်များကပတ်စင်းတင်တာကိုလက်ခံနေပါပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြမယ့်အကြောင်းအရာကကျွန်တော်တို့ဘတ်ဆိုတာဘာလဲဆိုတာကိုကျွန်တော်မသိရတဲ့တွေပြောပြပါမယ်ပြီးရင်ကျွန်တော်ထိုင်းနိုင်ငံမှာခေါ်လေးရှိတဲ့အလုပ်ကြောင်းတွေလည်းကျွန်တော်အသေးစိတ်ပြောပြပါမယ်နောက်ပြီးကြရင်ဘက်ရိုက်ရတဲ့ကောင်းကျိုးဆိုးကျိုးတွေကိုကျွန်တော်သိသလောက်ပြောပြပါမယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီမှာနေတာ2နှစ်ရှိပြီ။အဲကြတော့ကျွန်တော်ဒီဗီဇာရဲ့အကြောင်းကိုကျွန်တော်တော်တော်လေးသိရတဲ့အတွက်ကျွန်တော်ဒါအသေးစိတ်ပြောပြပါမယ်။ Okay အဲဆိုပထမဆုံးအနေနဲ့ကျွန်တော်ကိုဒီဘတ်ဆိုတာဘာလဲဆိုတော့ပြောပြပါမယ်။ဘတ်ဆိုတာကကျွန်တော်တို့ဒါ work permit လောက်တာပေါ့နော်။ထိုင်းမှာတရားဝင်အလုပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒါဘတ်ရိုက်ကိုရိုက်ရမှာပါ။ဘတ်ရိုက်မှာကျွန်တော်တို့ဒါ work permit ရရလို့ခေါ်တာပေါ့နော်။ကျွန်တော်တခြားနိုင်ငံမှာဆိုရင်အလုပ်ရင်ရှာရတယ်။အလုပ်ရှာပြီးတော့မှကျွန်တော်တို့ဒါ work visa ရှောက်ရတယ်ပေါ့ဒီမှာကျတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ဘတ်စင်းကိုအရင်တင်ရတယ်ဘတ်ရိုက်ရတယ်work visa app ဘတ်စင်းဘတ်ရလာပြီဆိုမှကျွန်တော်တို့အလုပ်တွေပိုင်းပတ်လျှောက်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အလုပ်တွေပိုင်းပတ်လျှောက်ရင်တော်တော်များမေးတာကျွန်တော်တို့ဒီ amazing မှာဒီ work permit ရှိလား work visa ရှိလားဒါပဲမေးတယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီဘတ်ကိုအရင်ရိုက်ထားမှဖြစ်မှာပါကျွန်တော်ဒီမှာကျွန်တော်လှုပ်လျှောက်တာလည်းအဲ့လိုပါပဲအရင်ဆုံးအဲ့အောင်ပဲအရင်မေးတာပါအဲ့ကြတော့ကျွန်တော်တို့ဘတ်ကိုရိုက်ရပါမယ်ဒုတိယချက်ကတော့ကျွန်တော်တို့ဒီမှာဘယ်လိုလုပ်မျိုးတွေခေါ်လေးရှိလဲပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ကကျွန်တော်များခေါ်တာရှိတာကတော့ဒီ server ဘိုင်းပေါ့နော်ဒီ waiter လို့ waitress လို့ခေါ်တာများတယ်ပြီးတော့ကျတော့နောက်တစ်ခုကဘာတန်တာတော့ဘာဘတ်လို့ခေါ်တာများတယ်ဘာတန်တာ professional ဘာတန်တာတွေပေါ့နော်ကျွန်တော်ဒီပြောမယ်ဆိုရင်ဒီအရက်ဖြော်တာကိုပြောချင်တာပေါ့နော်ဒီကောက်တေးဘာညာဖြော်တာတို့ဘာလို့ဘာတန်တာပြီးဘာဟက်ပါပေါ့နော်အနောက်မှာဘာတန်တာကိုခုပေးတယ်ဘာဘတ်ခေါ်တာများတယ်ပြီးတော့ကျတော့ barista ကျွန်တော်တို့ဒီ coffee ဖြော်တဲ့လူတွေ barista ဆိုရင်ဒါပြောမယ်ဆိုရင်လာစားလဲကောင်းတယ်လို့ပြီးတော့ကျတော့အလုပ်လဲတော်တော်ပေါ်ပါတယ်ဒီမှာလဲ coffee ဆိုင်နဲ့အရင်များတဲ့အတွက် barista ကိုခေါ်ပါတယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်တို့ဒါထိုင်းစကားတက်ရင်တက်တယ်လို့ဒါပို့ပြီးတော့မှလာစားလဲပို့ကောင်းပါတယ်ပြီးတော့တော်တော်များကညာပိုင်းအလုပ်တွေဒါဥမာဘားတွေမှာဘာညာလုပ်တယ်ညာပိုင်းလုပ်တဲ့လုပ်တွေဆိုရင်ပြောမယ်ဆိုရင်လာစားပိုကောင်းပါတယ်အဲ့ဒါကြတော့ဒါခေါ်တာရှိတဲ့အလုပ်တွေပေါ့နော်တခြားအလုပ်တွေလည်းအများကြီးရှိပါတယ်ဒါကျွန်တော်သိတဲ့အလုပ်တွေကိုအကြမ်းပြပြတာဖြစ်ပါတယ်ပြီးတော့ကြတော့ဘက်ရိုက်ရှင်ရဲ့ကောင်းကျိုးကျွန်တော်ပြောတာဘက်ရိုက်ရှင်ရဲ့ကောင်းကျိုးကကျွန်တော်တို့ဒီမှာတရားဝင်နေထိုင်ခွင့်ရမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီမှာတရားဝင်အလုပ်လုပ်ခွင့်ရမယ်ပြီးရင်ဘန်ဖွင့်လို့ရမယ်ဘန်ကတော့အခုအဆင်ပြေရလူလည်းရှိတယ်အဆင်မပြေရလူလည်းရှိရပေါ့နော်ဒါကတော့ဘန်တွေပေါ်လဲမူတည်တယ်ဒီက policy ပေါ်လဲမူတည်တဲ့အတွက်ဒါကတော့အမျိုးမျိုးရှိရပေါ့နော်အဲ့ဒါတော့အချိန်ပေါ်မူတည်ပြီးပဲပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့အဓိကတော့တရားဝင်နေထိုင်ခွင့်ရှိတယ်ကျွန်တော်တို့ဒါတရားဝင်အလုပ်လုပ်ခွင့်ရှိရတယ်တော်တော်လေးအဆင်ပြေပါတယ်ဘက်ရမကောင်းတဲ့ဟာကိုတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ခီးသွားတဲ့အချိန်နည်းနည်းလေးတော့တိုင်ပတ်ကောင်းတိုင်ပတ်နိုင်နေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဘက်ရိုက်တယ်ဆိုကြတဲ့ဟာကိုဒါဒီမှာအခြေခံအလုပ်သမားအနေနဲ့နေတဲ့အတွက်ကျွန်တော်တို့ဒါခီးတွေပါသွားမယ်ဆိုရင်တော့တိတ်အဆင်မပြေဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါမှမဟုတ်ကိုယ်တက်ကန်ထရီတွေပါသွားမယ်ဆိုရင်လည်းအဆင်ပြေကောင်းအဆင်ပြေလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဂျပန်တွေပါသွားမယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေရလို့ပြောပါတယ်ဂျပန်သွားမယ်ဆိုရင်ဒီ work visa ဒီမှာတော့မှ long term visa တစ်ခုခုရှိမှလာဂျပန်ကိုသွားလို့ရတဲ့အခြေအနေပါအဲကြတော့ဘက်ရတာကောင်းကျိုးဆိုးကျိုးပေါ့နော်ခုဆိုရင်ကျွန်တော်တို့ဒီဘက်တွေကကျွန်တော်တော့ဆိုရင်ဒါ12လပိုင်းလောက်မှချပဲပေါ့နော်ဒီနှစ်ကတော်တော်လေးစိုးစိုးလေးချပေးပါတယ်ခုနောက်လဆိုရင်10လပိုင်း10ရက်နေ့ဆိုရင်ဘတ်စင်းကချပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကြတော့ကိုကဒီထိုင်းနိုင်ငံမှာတကယ်လည်းလုပ်ချင်တယ်ဒီမှာပဲနေချင်တယ်ဆိုရင်ဒီဘက်ကတော့ကျွန်တော်ကတော့ရွေးတင်ဆုံး visa လို့ထင်တယ်ပေါ့နော်ကျန်တဲ့ visa တွေဆိုရင်အလုပ်လုပ်ဖို့ခက်ပါတယ်ဥပမာ ED visa ပဲဖြစ်ဖြစ် DTV visa ပဲဖြစ်ဖြစ်ဆိုရင်ဒါဒီမှာအလုပ်လုပ်လို့တရားဝင်အလုပ်လုပ်လို့မရဘူးပေါ့နော်ဒီ visa ကပဲဒီဘက်ရိုက်မှပဲဒါအလုပ်လုပ်လို့ရတယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲကြတော့ကိုကတကယ်လို့အလုပ်လုပ်ရှင်နေဆိုရင်ဒီချိန်ကအခွင့်အရေးကောင်းပါပဲကျွန်တော်ကဒီဘက်ကိုအရင်ညှို့နေဆိုတာအရင်ကောင်းတယ်ဒီဘက်ကိုအရင်လုပ်လို့ပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့ကို့မှာတခြားရွေးချယ်စရာမရှိဘူးဆိုရင်ဒီဘက်ကရွေးချယ်တင်တဲ့တစ်ခုပေါ့နော်ကျွန်တော်အလုပ်လုပ်မယ်ဆိုရင်ကိုဒီဘက်ကိုပဲရွေးချယ်တင်ပါတယ်တခြားကိုကတခြားလုပ်ငန်းတွေပါလုပ်မယ်ကိုကလည်းကြောင်းတက်မယ်ဆိုရင်တော့ဒါကတော့မလိုဘူးပေါ့နော်ဒါတွေစဉ်းစားစရာမလိုဘူးပေါ့နော်
ကျွန်တော်တခြားလူတွေပြောမှကြောက်လို့ပါဟိုဘက်ကိုအရင်ညှိုးနေဆိုတော့တချို့တွေဘက်ရိုက်ပြီးအဆင်မပြေတဲ့လူတွေရှိရတဲ့အတွက်ဒါဟိုကိုတိုင်းနဲ့ပဲဆိုင်နေပေါ့နော်ကိုတိုင်းကဒီမှာအလုပ်လုပ်ချင်တယ်ကိုတိုင်းဒီမှာလည်းနေချင်တယ်ဆိုရင်ဒီဟာကရွေးချယ်တဲ့တစ်ခုပါပဲခုဆိုရင်တင်လို့ရပါပြီကျွန်တော်ဒါနောက်မကြသေးခင်ဒီဗီဒီယိုလေးလာလုပ်တာပါကျွန်တော်ကိုလည်းခဏလာမေးကြလို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်လိုက်တာပါနောက်တစ်ခုပြောချင်တာကကျွန်တော်ဒီတစ်ပတ်thrifting ဗီဒီယိုမတင်ဖြစ်တာကျွန်တော်နေမကောင်းနေလို့ပါကျွန်တော်နောက်တစ်ပတ်မှာ thrifting ဗီဒီယိုတင်ပါမယ်ကျွန်တော်အထေတွေတွားယူတာတွားကောက်တာကိုလည်းကျွန်တော်သေချာတင်ပါမယ်โอเคပါအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် peace